မင်္ဂလာပါရှင် The Light Media Entertainment ကနေကြိုဆိုပါရရှင်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကဘာကြီးကိုပြောင်းလဲပစ်ခဲ့တဲ့ Facebook ရဲ့မယုံနိုင်စရာသမိုင်းကြောင်းတွေအတူအခုလက်ရှိ Meta ကနေ Creator တွေအတွက်ဒေါ်လာထောင်ချီပေးမဲ့သတင်းကောင်းကိုပါတစ်ဆက်တည်းတင်ဆက်ပေးသွားမှာပါတက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ရဲ့စိတ်ကူးကနေအခုလိုငွေတွေအများကြီးပေးနိုင်တဲ့ Empire ကြီးဘလို့ဖြစ်လာတာလဲအဆုံးထိကြည့်လိုက်ရအောင်ဗျာအစီအစဉ်လေးမစခင်မှာအခုလိုတန်ဖိုးရှိတဲ့သမိုင်းဖြစ်ရမှန်တွေနဲ့ဗဟုသုတတွေကိုအမြဲလေ့လာနိုင်ဖို့ကျွန်တော်တို့ရဲ့ YouTube Channel ကို Subscribe လုပ်ထားပေးကြပါအောင်ဗီဒီယိုအသစ်တင်တိုင်းသိရအောင် Noti ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့မမေ့နဲ့အောင်နော်ကဲအခုဗီဒီယိုလေးကိုစလိုက်ကြရအောင်အဓိကတီထောင်သူကတော့လူတိုင်းသိကြရဲ့ Mark Zuckerberg ဖြစ်ပါတယ်ဒါပေမဲ့သူတယောက်တည်းတော့မဟုတ်ပါဘူးသူနဲ့အတူ Harvard တက္ကသိုလ်ကကျောင်းဆောင်နေတငယ်ချင်း၄ယောက်ဖြစ်တဲ့ Eduardo Saverin စီးပွားရေးပိုင်းတာဝန်ယူသူ Dustin Moskovitz Programmer Andrew McCollum Design ပိုင်း Chris Hughes ဆက်သွယ်ရေးပိုင်းတို့စုပေါင်းတည်ထောင်ခဲ့တာဖြစ်ပါတယ်2003ခုနှစ်မှာအစက Facebook မဟုတ်သေးပါဘူး Face Mesh လို့ခေါ်တဲ့ website လေးတစ်ခုကို Zuckerberg ကအပျော်သဘောရေးခဲ့တာပါအဲ့ဒီတုန်းကကျောင်းသားကျောင်းသူနှစ်ယောက်ရဲ့ဓာတ်ပုံကိုရှင်းပြပြီးဘသူကပိုချောလဲဆိုတာကို vote ပေးခိုင်းတဲ့စနစ်ပါဒါဟာကျောင်းစည်းကားနဲ့မညီလို့အပိုက်ခံခဲ့တာပဲမဲ့လူတွေကလူမှုကွန်ကွက်ကိုဘလောက်စိတ်ဝင်စားလဲဆိုတာသူသဘောပေါက်သွားခဲ့ပါတယ်Zuckerberg ဟာ thefacebook.com ဆိုတဲ့အမည်နဲ့ website အသစ်တစ်ခုကိုသူ့ရဲ့အိတ်ဆောင်ခန်းလဲမှာတင်ရေးသားပြီးလွှင့်တင်ခဲ့ပါတယ်အစပိုင်းမှာ Harvard တက္ကသိုလ်ကကျောင်းသားကျောင်းသူတွေအချင်းချင်းသိအောင်ဆက်သွယ်နိုင်အောင်ရည်ရွယ်ခဲ့တာပါ Harvard မှာအောင်မြင်သွားပြီးနောက်တခြားနာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Stanford, Yale နဲ့ Columbia တို့ကိုချဲ့သွင်းခဲ့ပါတယ်2004ခုနှစ်နွေရာသီမှာပဲ Zuckerberg တို့အဖွဲ့ဟာကာလီဖိုးနီးယားကိုပြောင်းရွှေ့ပြီးရုံးခန်းဖွင့်ခဲ့ပါတယ်အဲ့ဒီမှာ Napster ကိုတည်ထောင်သူ Sean Parker နဲ့ဆုံခဲ့ပြီးသူဟာ Facebook ရဲ့ပထမဆုံးဥက္ကဋ္ဌဖြစ်လာပါတယ်2005ခုနှစ်မှာ The Facebook ကနေ The ကိုဖြုတ်ပြီး Facebook လို့အမည်ပြောင်းခဲ့ပါတယ်2006ခုနှစ်စက်တင်ဘာလမှာတော့အသက်73နှစ်ကျော်ပြီး email ရှိတဲ့သူအားလုံး Facebook သုံးလို့ရအောင်တစ်ကမ္ဘာလုံးကိုဖွင့်လိုက်ပါတော့တယ် Facebook အောင်မြင်လာချိန်မှာတရားစွဲဆိုမှုတွေလည်းရှိခဲ့ပါတယ်Zuckerberg ရဲ့ senior ကျောင်းသားတွေဖြစ်တဲ့ Winklevoss ညီအမနှစ်ယောက်နဲ့ Divya Narendra တို့က Zuckerberg ဟာသူတို့ရဲ့စိတ်ကူး Connect You ကိုခိုးယွင်းသွားတာလို့ဆိုပြီးတရားစွဲခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒေါ်လာ65,000နဲ့အမှုကျဲအေးခဲ့ရပါတယ်ဗျာ။2012ခုနှစ်မှာ Facebook ဟာ stock share ဈေးကွက်ထဲကိုဝင်ရောက်ပြီး Instagram 2012နဲ့ WhatsApp 2014တို့ကိုဝယ်ယူခဲ့ပါတယ်။2021ခုနှစ်မှာတော့ company အမည်ကို Meta လို့ပြောင်းလဲလိုက်ပြီး Metaverse ဆိုတဲ့နည်းပညာအသစ်ကိုဦးတည်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဗျာ2006ခုနှစ်စက်တင်ဘာလမှာတကဘာလုံးကိုဖွင့်လိုက်ပြီးနောက်2012ခုနှစ်မှာ Instagram ကိုဒေါ်လာ10 ဘီလီယံနဲ့2014ခုနှစ်မှာ WhatsApp ကိုဒေါ်လာ19ဘီလီယံနဲ့ဝယ်ယူပြီးလူမှုကွန်ကွက်လောကကိုအဖြစ်အသက်ဆိုးယုံခဲ့ပါတယ်2021ခုနှစ်မှာတော့ကုမ္ပဏီအမည်ကို Meta လို့ပြောင်းလဲလိုက်ပြီးနည်းပညာအသစ်တွေကိုဦးတည်ခဲ့တာဖြစ်ပါတယ်။ Creator များအတွက်ဒေါ်လာထောင်ချီရမယ်အခွင့်အရေးအခုလိုအင်အားကြီးလာတဲ့ Meta ဟာ TikTok နဲ့ YouTube က Creator တွေကိုဆွဲဆောင်ဖို့ Creator Fast Track ဆိုတဲ့အစီအစဉ်အသစ်ကိုမိတ်ဆက်ထားပါတယ်ဗျာ။ Follower 10ရှိသူများInstagram, TikTok ဒါမှမဟုတ် YouTube မှာ follower 10ရှိထားရင် Facebook ပေါ်မှာ content တင်ယူနဲ့တစ်လကိုဒေါ်လာ1000ရရှိနိုင်မှာဖြစ်ပါတယ်။ follower 10တန်းကျော်သူများ follower 10တန်းနဲ့ကျော်လွန်သူတွေဆိုရင်တော့တစ်လကိုဒေါ်လာ3000အထိရရှိနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်။ခင်ဗျားခုနဖတ်လိုက်တဲ့သတင်းတွေက Instagram, TikTok ဒါမှမဟုတ် YouTube မှာ follower 10ရှိရမယ်ဆိုတဲ့အချက်ရဲ့အဓိပ္ပာယ်ကမင်းကငါတို့ Facebook ရဲ့ပြိုင်ဘက်ဒီ TikTok မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ်နာမည်ကြီးနေတဲ့သူဆိုရင်မင်းကိုငါတို့စီဒေါ်လာ1000ပေးပြီး fake ခေါ်မယ်လို့ဆိုလိုတာပါဗျာ Meta ကသူပြိုင်နဲ့မဟုတ်တဲ့တခြားစီကလူတော်တွေကိုပတ်စံပေးပြီးလူစုဆောင် head hunting နေတာဖြစ်ပါတယ်ဗျာဥပမာအားဖြင့်ဆိုင်တဆိုင်ကတခြားဆိုင်ကနာမည်ကြီးစာဘူးစုကိုလာစာပို့ပေးပြီးဆွဲခေါ်တယ်လို့မျိုးပေါ့ဗျာပါဝင်ရတတ်မှတ်ချက်များရက်ပေါင်း30တွင် Facebook ပေါ်မှာ Reels video အနည်းဆုံး15ခုတင်ရပါမယ်။
ထိုဗီဒီယိုတွေကိုအနည်းဆုံး10ရက်ခွဲပြီးတင်ရမှာဖြစ်ပါတယ်။ content တွေဟာကိုယ်တိုင်ဖန်တီးတဲ့ original content ထည့်ရပါမယ်။ AI နဲ့ဖန်တီးထားတဲ့တွေကိုလည်းလက်ခံတယ်လို့ဆိုပါတယ်။ဒါကြောင့်သမိုင်းကြောင်းကိုကြည့်ရင်ကျွန်တော်တို့သိနိုင်တာကစိတ်ကူးတစ်ခုကိုအကောင့်ထဲပေါ်ဖို့အခွင့်အကောင်းကိုစောင့်နေစရာမလိုပါဘူး။ဇူကာဘတ်ကကျောင်းသားဘဝစိတ်ကူးလေးတစ်ခုကနေအခုလို empire ကြီးတည်ထောင်ခဲ့တယ်လို့အခုခေတ်မှာလဲခင်များတို့ရဲ့ content ဖန်တီးမှုတွေကနေငွေအမြောက်များရှာနိုင်တဲ့ခေတ်ရောက်နေပါပြီ။ Meta ရဲ့အခုလိုအခွင့်အရေးပေးမှုဟာ creator တွေအတွက်တော့တကယ်ကိုရွှေခေတ်ပါပဲဗျာ။ခင်များတို့လည်း Facebook ပေါ်မှာ creator တယောက်အထိစကင်မှုအစင်တင်မဲလား။တမိုင်းကြောင်းကနေသင်ခန်းစာယူပြီးအခွင့်အလန်းကိုအယူလိုက်ပါဗျာ။အခုလိုစိတ်ဝင်စားစရာတဲ့နဲ့ဗဟုသုတတွေအမြဲရဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။